What's up buddy ကျွန်တော်ကတော့ K ပဲဖြစ်ပါတယ်ညီကိုတို့ယောက်ျားလေးတစ်ယောက်ရဲ့ style မှာကြီးလိုက်တာနဲ့ဆွဲဆောင်မှုရှိတယ်ရင်းကျက်တယ်ယုံကြည်မှုရှိတယ်ဆိုတဲ့ masculine aura ကိုအမြန်ဆုံးပေးနိုင်တဲ့လှုပ်ဝက်ချက်ကပါလဲဒီလားဒါကအဝတ်အစားဈေးကြီးတာမဟုတ်ဘူးဗျ color combination အယောင်တွဲဆက်မှုပဲဖြစ်ပါတယ် fashion မှာ color အနု color အတောက်တွေကဝတ်လိုက်ရင် enjoyable vibe ကိုပေးနိုင်ပေမဲ့ခိုင်မာပြတ်သားပြီးတော့ high contrast ဖြစ်တဲ့ dark tone တွေနဲ့ neutral earth tones တွေကယောက်ျားတစ်ယောက်ရဲ့တည်ငြိမ်မှုနဲ့ aura ကိုအပြည့်အဝထုတ်ပေးနိုင်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ယောက်ျားလေးတိုင်းရဲ့ခန္ဓာကိုယ်အချိုးအစားကိုပို့ပြီးတော့ထင်သာမြင်သာရှိအောင်ပို့ပြီးတော့ရင့်ကျက်သွားအောင်ကူညီပေးနိုင်မယ့် most masculine color combination 6မျိုးကိုကျွန်တော်သေးစိတ်ခွဲခြမ်းစိတ်ပြပြီးတော့ပြောပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးနံပါတ်1ကတော့ဘယ်တော့မှမယိုးသွားတဲ့ black white denim တွဲဖက်မှုပဲဖြစ်ပါတယ်ဒါကတော့ cautious တိုင်းသွားခြင်းပေမဲ့ယုံကြည်မှုအပြည့်ရှိခြင်းနဲ့ယောက်ျားလေးတွေအတွက်အကောင်းဆုံး color combination တစ်ခုပါပဲအသွင်မှာ white tee တန်တန်လေးတစ်ထည်ကိုဝတ်ထားပြီးတော့အပြင်ကနေအမဲရောင် outerwear shirt လေးတစ်ထည်ကိုထုတ်ဝတ်ဖို့အကြံပေးပါတယ်အောက်မှာတော့ mid wash denim ချင်းအပြာနဲ့တွဲဖက်လိုက်တဲ့အခါအမဲအဖြူအပြာစတဲ့ contrast ကလုံးဝကိုအချိုးကျသွားပါတယ်ဒီလိုဝတ်လိုက်တာကဘာတွေရနိုင်လဲဆိုရင်အဖြူနဲ့အနက် contrast ကခန္ဓာကိုယ်အပေါ်ပိုင်းကိုထင်ရှားစေပြီးတော့ဂျင်းအပြာကတောင့်တင်းတဲ့ street style ကိုဖြည့်ဆည်းပေးနိုင်ပါတယ်ဒီ look က cautious vibe ဖြစ်တဲ့အတွက် black leather loafers တို့မဟုတ် low profile white sneakers တွေနဲ့တွဲစီရင်လုံးဝကို smash ကြနိုင်မှာဖြစ်ပါတယ်ဒုတိယနံပါတ်2ကတော့ပို့ပြီးတော့လှုပ်ဝက်ဆန်းကျပြီးတော့ရင့်ကျက်တဲ့ vibe ကိုပေးနိုင်တဲ့ black and indigo denim ပဲဖြစ်ပါတယ်ဒါကတော့ဂျင်းအပြာနုတွေမဟုတ်ဘဲနဲ့လုံးဝအပြာရင်းအနက်ဘက်နီးပါးဖြစ်နေတဲ့ indigo denim တွေကိုအမဲရောင် t-shirt သို့မဟုတ် polo အင်ကြီးတွေနဲ့ monochromatic နီးပါးတွဲဝတ်တာပဲဖြစ်ပါတယ်ဒီလိုဝတ်တာက indigo ရဲ့အပြာရောင်ကအနက်ရောင်နဲ့ပေါင်းဆက်လိုက်တဲ့အခါလူကိုပို့ပြီးတော့တည်ငြိမ်ရင့်ကျက်ပြီးတော့ still ဖြစ်တဲ့ aura ကိုရရှိစေပါတယ်အင်ကြီးကိုလည်းဘောင်းမီရဲ့ထက်ဝတ်ပြီးတော့တရေခပတ်အမဲ black leather ဘက်လေးပါပတ်ပြီးစီခြင်းပါတယ်ဒါဆိုရင်တော့ဘောင်းမီအချိုးအစားကိုပုံမပေါ်လင်းစေပါတယ်ဒီ outfits အတွက်ဖက်နက်ဆိုရင်တော့ chunky black leather တာပြီးတို့မဟုတ် black boots တွေနဲ့တွဲစီလိုက်ရင် masculine vibe ကိုရရှိစေမှာပဲဖြစ်ပါတယ်တတိယနံပါတ်3ကတော့တကယ် bad wine တို့မဟုတ် star wine aesthetic ဖြစ်တဲ့ leather white and black တွဲဖက်မှုပဲဖြစ်ပါတယ် leather ဆိုတာကလွန်ခဲ့တဲ့နှစ်တွေကတည်းကယောက်ျားဆန်မှု masculinity ရဲ့သင်္ကေတတစ်ခုပါပဲအရင်ဆုံးအထက်မှာ white tee လေးတစ်ထည်ကိုခံဝတ်ပြီးတော့အပေါ်ကနေအမဲရောင် black leather jacket လေးတစ်ထည်ကိုထောက်ဝတ်စေခြင်းပါတယ်အောက်မှာတော့ black trouser တို့မဟုတ် black denim နဲ့တစ်ပတ်ဝတ်ဆင်လို့ရပါတယ်ဒီလိုဝတ်တာက leather ရဲ့အယောင်လက် texture နဲ့ cotton အင်ကြီးရဲ့ matte texture ခြားနာချက်က visual အဖြစ်ကြည့်ရတာအရန်ကို premium ဆန်ပြီးတော့ဆွဲဆောင်မှုရှိစေပါတယ်ဒီ look မှာ silver necklace လေးတွေ silver ring လေးတွေနဲ့တရေခပတ်လေးတွေကိုထောက်ဝတ်စေခြင်းပါတယ်ဒီ outfits နဲ့ light ဖက်တဲ့ဖက်နက်တွေကတော့ black Chelsea boots တို့မဟုတ် leather dress shoes တွေနဲ့မှလုံးဝပြီးပြည့်စုံမဲ့ look ကိုရရှိစေမှာပဲဖြစ်ပါတယ်နံပါတ်4ကတော့ယောက်ျားလေးတိုင်းရဲ့ ultimate weapon ဖြစ်တဲ့ all black outfits ပဲဖြစ်ပါတယ်အမဲရောင်ကိုတကူလုံးဝတ်တာကရိုးရှင်းတယ်လို့ထင်ရပေမဲ့တကယ်ယောက်ျားလေးတစ်ယောက်ရဲ့ဩစာနဲ့ပါဝါကိုအမြင့်ဆုံးပြနိုင်တဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်အရင်ဆုံးအပေါ်မှာ black polo shirt ဒါမှမဟုတ် black shirt လေးတစ်ထည်ကိုဝတ်ပြီးတော့အောက်မှာတော့ black trousers or black jeans တွေကိုရွေးချယ်ဝတ်စေချင်ပါတယ်ဒီ outfits က monochromatic look ဖြစ်တဲ့အတွက်ကြောင့်ယောက်ျားလေးတစ်ယောက်ရဲ့ aura ကိုအပြည့်အဝပေးစွမ်းနိုင်ပြီးတော့လူကိုလည်းပို့ပြီးတော့တွေ့လျားစေပါတယ်ဒီ outfits အတွက်ဖက်နက်တွေကတော့ minimalist black loafers တို့မဟုတ် all black sneakers တွေနဲ့တွဲစီပြီးလို့ရပါတယ်နံပါတ်5ကတော့ပို့ပြီးတော့နှွေးထွေးအနုပညာဆန်ပေမဲ့ red ဖြစ်တဲ့ brown oat and indigo တွဲဖက်မှုပဲဖြစ်ပါတယ်ဒါကတော့အမဲရောင်တွေကြီးပဲမဝတ်ချင်တဲ့အခါ earth tones တွေကိုသုံးပြီးတော့ masculine ဆန်အောင်ဝတ်ဆင်တဲ့နည်းလမ်းပါပဲအသွင်မှာ oak color t-shirt လေးတစ်ထည်ဝတ်ပြီးတော့အပေါ်ကနေအညိုရောင် suit သို့မဟုတ် leather jacket လေးတစ်ထည်ကိုထပ်ဝတ်စေချင်ပါတယ်အောက်မှာတော့ indigo blue jeans တွေနဲ့တွဲဖက်ဝတ်ဆင်ဖို့အကြံပေးပါတယ်ဒီ outfits ရဲ့အညိုနဲ့အပြာရင်ကတဘာဝအတိုင်းအရန် light ဖက်တဲ့ complementary colors တွေဖြစ်ပြီးတော့ oak color ကကြားကနေအလင်းရောင်ကိုရစီပါတယ်ဖနက်ကတော့ brown leather boots တို့မဟုတ် suit loafers တွေနဲ့တွဲစီလိုက်ရင်လုံးဝကို vintage gentleman vibe ကိုရရှိစေမှာပဲဖြစ်ပါတယ်
နောက်ဆုံးနံပါတ်6ကတော့ modern quiet luxury style ဖြစ်တဲ့ black and charcoal သွေးစံမှုပဲဖြစ်ပါတယ်အမဲရောင် t-shirt သို့မဟုတ် polo ကို charcoal trousers ပေါင်းပြီးနဲ့တုပ်ဖက်ဝတ်ဆင်တာပဲဖြစ်ပါတယ် charcoal color ဆိုတာတာမန်မီးခိုးရောင်ထက်ပိုပြီးတော့ရင့်ကျက်ပြီးတော့ high fashion ဆန်တဲ့အရာဖြစ်ပါတယ်ဒီ outfits မှာဆိုရင်အနက်နဲ့မီးခိုးရဲ့ value ကကြီးလိုက်တာနဲ့ညီချမ်းပြီးတော့ elegant ဖြစ်တဲ့ luxury aura ကိုပေးစွမ်းနိုင်ပါတယ်။ကျောင်းသွားတင်နန်းသွား coffee ဆိုင်ထိုင်ဖို့အတွက်လုံးဝ perfect ပါပဲ။ဖက်နှက်ရွေးချယ်နေရာမှာလဲ plain black ဒါပြီး သို့မဟုတ် minimal black or white stickers တွေနဲ့တွဲစီလို့ရပါတယ်။ကဲညီကိုတို့မြင်တဲ့အတိုင်းပါပဲ masculine ဆန်ပြီးတော့အထားကြဖို့အတွက်အယောင်စုံတွေအများကြီးဝတ်နေစရာမလိုပါဘူး။ဒီနေ့ပြသွားတဲ့ color combination 6မျိုးတွေကကိုနဲ့အကြိုက်ဆုံးနဲ့ကို့မှာရှိတဲ့အဝတ်အစားတွေနဲ့စတင်စမ်းသပ်ဝတ်ဆင်ဖို့အကြံပေးပါတယ်။ဒီ6မျိုးတွေကညီကိုတို့အကြိုက်ဆုံး color combination ကဘာလဲဆိုတာအောက်က comment မှာရေးပေးသွားလို့ရပါတယ်။နောက်ထပ်အသစ်တစ်တော့ fashion အကြောင်းအရာတွေနဲ့ကျွန်တော်ပြန်လာခဲ့ပါဦးမယ်။အားလုံးကိုကျေးဇူးများတင်ပါတယ်။